ကြောက်ခေါ်ခဲ့ရမှာပွဲပြီးသွားပြီသူ့အောင်မျိုးလိုပွဲပြီးသွားပြီအောင်ကိုရိုးတွေမမိုင်းမွားအဲ့ရလို့ရဟုတ်တာပါ